ဒီနေ့ကအခြေခံတောက်ထက်နည်း9နည်းကိုရှင်းပြမယ်။ဘောနော်ဒီအခြေခံတောက်ထက်နည်း9နည်းကိုသိရင်လည်းတောက်တွေဘယ်လိုကစားရမလဲဆိုတာနားလည်သွားလိုက်မယ်နော်။အဲဆိုရင်နံပါတ်1အချက်ကကြတော့နံပါတ်1ကဂျိုင်းတောက်ထက်နည်းနံပါတ်1ကဂျိုင်းတောက်ထက်ဂျိုင်းတောက်ထက်နည်းဆိုတော့ဒီဂျိုင်းလေးရှင်းရင်ကျယ်မြင်းနေရာမှာဒီလိုကတောက်လေးမှာအရှိချမ်းတောက်ထည့်ထားတာနဲ့ရှင်းရင်ကျယ်မြင်းနေရာနဲ့ဂျိုင်းနေရာနဲ့ကိုသွားဆက်မယ်ဘယ်လောက်ထည့်ရမလဲဆိုတော့ 0.4 လေးစိတ်ဒါဆိုရင်တောက်ထည့်မဲ့တန်ဖိုးက 0.4 လေးစိတ်တောက်လေးထိုးပေးရမယ်တောက်ထိုးကဒီကနေဒီကိုအကွာဝေးဘယ်လောက်ထားရမလဲဆိုရင်တလက်မနဲ့2စိတ်အကွာဝေးကတလက်မနဲ့2စိတ်လောက်ခွာပြီးတော့ဒီကနေရင်ထိတ်မြင်ရနေပြီးတော့ဒီကိုတလက်မနဲ့2စိတ်ခွာပြီးတော့တောက်ထိုးမယ်အားစင်4စိတ်ဒီနားမှာပဲချုပ်လို့ရှင်ဒီထိပဲချုပ်တော့4စိတ်ဒီထိပဲเนาะဒီနေရာမှာမလုပ်ပြရမလဲဒါချုပ်ပြရ4စိတ်ချုပ်အောင်သူ့ရဲ့အာသာချက်ကဘာလို့တောက်ထိုးတာလဲဆိုတော့အာသာချက်ကဂျိုင်းနေရာတွေမှာမဟတချို့ဝစ်ပူရလို့ရှိရင်ဂျိုင်းတွေဟနေတယ်ဂျိုင်းနေရာတွေမဟအောင်လို့ဒေတို့က 0.4 4စိတ်လောက်ထိုးတယ်အများကြီးထိုးလို့ရှိရင်ဂျိုင်းရအရင်ကျက်သွားတယ်เนาะအဲဆိုတော့ဒီရှစ်တောက်ကနေပြီးတော့ရင်ထိတ်မြင်းရနေပြီးတော့တလားမနဲ့2စိတ်ကွာနေရနေပြီးတော့4စိတ်ကိုဂျိုင်းနေရ4စိတ်ကိုဂျိုင်းနေရကို 0.4 4စိတ်တောက်ဖို့နံပါတ်2ကကြတော့ no တောက်ထည့်နေသို့မဟုတ်ရင်တောက်ထည့်နေနံပါတ်2ကno တောက်ထည့်နေသို့မဟုတ်ရင်တောက်ထည့်နေနော်အဲဆိုရင်ဒီရင်ထိတ်မြင်းရနေပြီးတော့ပဲရင်ထိတ်မြင်းရနေပြီးတော့ဘေးဘက်ရင်ထိတ်မြင်းရနေပြီးတော့ဘေးဘက်ကိုထောက်ထိုးမယ်ဒီရင်ထိတ်မြင်းရနေဘေးဘက်ကိုတောက်ထိုးမယ်ဘယ်လောက်ထိုးမလဲဆိုတော့တလက်မတောက်ထိုးမယ်တောက်တမှုကတလက်မတောက်ထိုးမယ်ဒီတိုင်းတန်းပြီးတော့ထိုးလို့မရအောင်နော်အကွာဝေးရှိသေးတယ်ဒီရင်ထိတ်မြင်းရနေဘယ်လောက်ခွာမလဲဒိုင်းတောက်လိုပဲဘယ်လောက်ခွာမလဲဆိုတော့တလက်မနဲ့2စိတ်ရင်ထိတ်မြင်းရနေတလက်မ2စိတ်ကိုမှတ်မယ်မှတ်ပြီးတော့ဒီကနေတလက်မတောက်ထိုးမယ်တလက်မတောက်ထိုးမှာတလက်မတောက်ထိုးလိုက်မယ်တလက်မတောက်ထိုးလိုက်တဲ့ဖြစ်တဲ့အတွက်ဒီမှာတောက်ထည့်မှာဒီထိုးတဲ့နေရာကိုတလက်မချုပ်လိုက်မှာဖြစ်တယ်ဒီဘေးမြင်းကနေဘာဖြစ်သွားလဲဆိုတော့တလက်မအပေါ်ကိုတိုးတက်သွားမယ်တလက်မတောက်ထိုးလိုက်တဲ့ဘေးထောက်ကိုတလက်မထိုးလိုက်တဲ့အတွက်ဘေးမြင်းသည်တလက်မတိုးတက်သွားမယ်အပေါ်အဲ့ဒါဆိုတော့ဘေးကိုတလက်မထိုးထားတဲ့အတွက်အောက်ကိုလည်းဘာလုပ်မလဲဆိုတော့တလက်မပြန်ဖြည့်ပေးရမယ်ဘေးကတိုးတက်သွားမှာဖြစ်တဲ့အတွက်တလက်မအောက်ကိုဒီမြင်းလေးဖြစ်သွားတလက်မပြန်လုပ်ပေးရမလဲဆိုတော့ပြန်ဖြည့်ပေးရမယ်အပိုပြန်ယူပေးရမယ်တလက်မဒီတောက်လည်းဟိုအောက်ထိရောက်သွားမယ်ဒါနိုးတောက်သို့မဟုတ်ရင်တောက်ထည့်နေဒီမှာတလက်မထည့်လိုက်တဲ့အတွက်ဒီကိုလည်းအောက်ကိုလည်းအမြဲမှတ်ထားရမယ်မှားလို့မရဘူးတလက်မပြန်ဖြည့်ပေးရမယ်တောက်ချုပ်လိုက်တဲ့အတွက်ဘေးမြင်းရဘာဖြစ်သွားမလဲအော်တိုအပေါ်ကိုတိုးတက်သွားမယ်ဝင်သွားမယ်တလက်မနော်သူ့ရဲ့အားသာချက်ကရင်သားကြီးတဲ့သူတွေအတွက်မှာကြာရင်ဒီနိုးတောက်ထည့်တယ်သို့မဟုတ်ရင်အုံထုတ်ခြင်းတဲ့နေရာမှာဆိုရင်လည်းသုံးတယ်နော်အလားဆိုရင်
နိုးတောက်ထည့်နီးနံပါတ်2ကပြီးသွားပြီနောက်တစ်ခုကကြတော့ရေကူးတောက်ထည့်နီးနောက်တစ်ခုကရေကူးတောက်ထည့်နီးရေကူးတောက်ထည့်နီးကဘယ်ရလဲအများတန်းရင်ထိတ်ရနေပြီးတော့ရှိရင်ကျဲမြင်းကိုလှမ်းပြီးဆက်မှာရေကူးတောက်ထည့်မှာလှမ်းဆက်မယ်ပြီးလို့ရှိရင်ဝိုင်းဝိုင်းလေးဆွဲမယ်နော်ဒါဆိုရင်ရေကူးတောက်ဒီနားကနေပြီးတော့ဘယ်လောက်ထည့်မလဲဓာတ်ရတန်ကဘယ်လောက်ထည့်မလဲဆိုရင်4စိတ်တို့လည်း4စိတ်တောက်ထည့်ပေးရမယ်တောက်ထိုးပေးရမယ်ဆိုရင်ဒီနားလေးမှာမှတ်မယ်4စိတ်ကနေပြီးတော့4စိတ်ချုပ်ပေးရမယ်ဒါချုပ်ပေးရမှာ4စိတ်တောက်ထိုးမှာဒါဆိုရင်ရေကူးတောက်ထည့်နေနော်အဲဆိုတော့တစ်ကကြတော့ဂျိုင်းတောက်ထည့်နေရင်ထိတ်ကွာဝေးကနေပြီးတော့ရှင်းရင်ကျန်ဒီဂျိုင်းနေရာကို4စိတ်တောက်ထိုးမယ်အကွာဝေးကရင်ထိတ်ကွာဝေးကတလက်မနဲ့2စိတ်ထားထားပေးရပြီးရင်နံပါတ်2ကကြတော့နိုးတောက်ထည့်နေသို့မဟုတ်ရင်တောက်ထည့်နေရင်ထိတ်ကွာဝေးရနေပြီးတော့ဘေးမြင်းကိုဘေးဘက်ပါရှိတဲ့ဘေးမြင်းကိုတလက်မတောက်ထိုးမယ်တလက်မတောက်ထိုးတာဖြစ်တဲ့အတွက်ဘေးမြင်းဒီတိုးတက်သွားမယ်တလက်မဝင်သွားမှာဖြစ်တဲ့အတွက်အောက်ကိုတလက်မပို့ပြီးတော့အောက်တလက်မချပြီးတော့ပြန်ဖြည့်ပေးရမယ်တလက်မတောက်ပြန်ဖြည့်ပေးရမယ်သူ့ရဲ့ကွာဝေးကလည်းရင်ထိတ်ကနေပြီးတော့ဘေးကိုအကွာဝေးဘယ်လောက်ခွာပြီးတောက်ထိုးမလဲဆိုရင်တလက်မနဲ့2စိတ်တောက်ထိုးမယ်ပြီးရင်နံပါတ်3ကရေကူးတောက်ထည့်နေရေကူးတောက်ထည့်နေဆိုရင်လည်းရင်ထိတ်ကနေပြီးတော့ရှေ့ကျန်မြင်းမှာရှိတဲ့ဂျိုင်းမြင်းဂျိုင်းနေရာကိုသွားဆက်မယ်သွားဆက်ပြီးတော့ 0.4 4စိတ်ပဲသူ့ကိုတောက်ထိုးမယ်ရေကူးတောက်နေအောင်အရင်အများကြီးထိုးလို့မရအောင်2စိတ်ထိုးလို့ရ4စိတ်ထိုးလို့ရ4စိတ်ထက်ပိုသွားလို့ရှိရင်ဘယ်ဘာဖြစ်သွားမလဲဆိုရင်ဂျိုင်းနေရာမှာကျက်သွားနော်ပြီးနံပါတ်4ကကြတော့ပခုံးတောက်ထည့်နေပခုံးတောက်ထည့်နေဒါဆိုနောက်ချမ်းဒါဆိုရှေ့ချမ်းနှစ်ခုနော်နောက်ချမ်းမှာဆိုရင်နောက်တောက်ကနေပြီးတော့ဒါပခုံးတောက်ထည့်မယ်ဆိုတဲ့အတွက်ပခုံးမြင်းကနေပြီးတော့အောက်ကိုဘယ်လောက်ချပေးမလဲပခုံးမြင်းကနေအောက်ကိုပခုံးမြင်းကနေအောက်ကိုလေးလက်မလောက်ချမယ်ချပြီးသွားလို့ရှိရင်ဒီဘက်2စိတ်ဟိုဘက်2စိတ်နော်ဒီဘက်ကို 0.2 2စိတ်ဒီဘက်ကိုလည်း 0.2 2စိတ်အဲ့လောက်ပဲသို့မဟုတ်2စိတ်သို့မဟုတ်4စိတ်4စိတ်ဒီလည်းထည့်လို့ရတယ်2စိတ်စီပဲဒီမှာဆိုရင်2စိတ်ပဲထည့်တာအဲ့လောက်ဘာလုပ်ပေးရမလဲစားထုတ်ပေးရမယ်ဒါကြတော့စားထုတ်မှာစားထုတ်ပေးရလေးလက်မချမယ်နောက်ချမ်းမှာရှိတဲ့ပခုံးမြင်းဒါနောက်ချမ်းပုံစံပခုံးမြင်းကနေပြီးတော့လေးလက်မချမယ်ဒီဘက်2စိတ်ဟိုဘက်2စိတ်ဒါရတစ်ဖက်တစ်ချက်စီကို2စိတ်စီလောက်စားထုတ်ပေးရမယ်ရှေ့ချမ်းလည်းအတူတူပဲရှေ့ချမ်းလည်းပခုံးမြင်းကနေပြီးတော့လေးလက်မချမယ်ပြီးဒီဘက်ကိုဘယ်လောက်စားမလဲဆိုတော့ရင်ထိတ်မြင်းသူကဒီရင်ထိတ်ရနေပြီးတော့တစ်ဖက်ကို 0.6 တစ်ဖက်ကို 0.6 ဒါဆိုရင် 0.6 6စိတ်ဒါဆိုရင် 0.6 6စိတ်ဘာလုပ်ပြရမလဲစားထုတ်ပြရတစ်ဖက်6စိတ်တစ်ဖက်တစ်ချက်စီကို6စိတ်စီစားထုတ်ပြရသူ့ရဲ့အာသာချက်ကပခုံးတောက်ထည့်ခြင်းရဲ့အာသာချက်ကတော့ရင်ဘတ်တွေဟမနေရရှေ့ချမ်းမှာဆိုလည်းရှေ့ရင်ဘတ်တွေဟမနေအောင်လို့တောက်ထိုးတယ်နောက်ချမ်းမှာဆိုရင်လည်းနောက်ချမ်းကိုမဟတ်အောင်လို့တောက်ထိုးတယ်ဒီဘက်2စိတ်ဟိုဘက်2စိတ်ကိုတောက်ထိုးပေးဒါဆိုရင်ပခုံးတောက်ထည့်နေရပါပြီနော်ပြီးလို့ရှိရင်နံပါတ်5ကကြတော့လေပင်တောက်ထည့်နေ
လေဘင်းတောက်ထည့်နေလေဘင်းတောက်ထည့်နေကြတော့လေဘင်းတွေပြဲတဲ့အခါဖားပါဇက်တို့ပါတို့ပြပြဲတွေချုပ်တဲ့အခါမှာတောက်ထိုးတယ်လို့လေဘင်းပြပြဲတွေလေဘင်းပြဲတွေချုပ်တဲ့နေရာမှာသူကတောက်ထိုးပေးရတယ်အင်ဂျီနဲ့ခနာကိုနဲ့ကမကတ်နေတော့ပဲနဲ့ဟဟကြီးဖြစ်ကြောက်လို့ရင်ထိတ်နေရနေပြီးတော့ဒီရင်ထိတ်ကနေပြီးတော့ပဲနှစ်စိမ့်လောက်စီတောက်ထိုးမယ်ဒါဆိုလဲဒီမြေကနေပြီးတော့နှစ်စိမ့်ဒါဆိုရင်နှစ်စိမ့်လောက်စားထုတ်လိုက်ဒါဆိုရင်ဒီဘက်ကိုလည်းနှစ်စိမ့်လောက်စားထုတ်လိုက်နှစ်စိမ့်စီလောက်ပဲအများကြီးစားလို့မရအောင်တအားကျက်သွားမယ်လေဘင်းကနော်ဒါဆိုရင်လေဘင်းတောက်ထည့်ဥပမာ၄တောက်မှာဆိုရင်လေဘင်းကို၄တောက်ပုံစံချုပ်လို့ရှိရင်လည်းအတူတူပဲခဏဆိုရင်လည်းလေဘင်း၄တောက်ချုပ်တဲ့အခါမှာဆိုရင်လည်းဒီဘက်ကိုဘာလုပ်မလဲနှစ်စိမ့်ဒါဆိုလည်းနှစ်စိမ့်လောက်စားမယ်ပြီးရင်ဒီဘက်ကိုလည်းဘယ်လောက်စားမလဲနှစ်စိမ့်လောက်ဟိုဟိုက်မဲ့ထင်းတဲ့နေရာတွေလေဘင်းတအားပြဲမဲ့ထင်းတဲ့နေရာတွေကိုဘာလုပ်ရမလဲနှစ်စိမ့်လောက်စီလိုက်စားပေးမယ်အဲဆိုရင်ခန္ဓာကိုယ်နဲ့လေဘင်းတွေကကက်ကက်လေးဖြစ်နေတော့မဟိုက်တော့နော်အဲ့လားဆိုရင်ဒါဆိုရင်နံပါတ်5ကလေဘင်းတောက်ထည့်နေဖြစ်တဲ့အားလုံးပေါင်းဒီနေ့ကအခြေခံတောက်ထည့်နေ5မျိုးကိုသင်ပေးသွားပါတယ်ဒီသင်တန်းချိန်ရွေးရဲ့သင်တန်းမှာလည်းအခြေခံတောက်ထည့်နေ5ခုသင်ပေးတဲ့အပြင်နောက်ထပ်အဆင့်မြင့်တဲ့တောက်တွေပတ်တက်နေဘလို့ကစားလဲဆိုတာကိုလည်းသင်ကြားပို့ချပေးနေပါတယ်